ဒေါ်နယ်ထရမ့်ရဲ့နောက်ဆုံးပြောဆိုမှုတွေကြောင့်ကမ္ဘာကြီးတစ်ခုလုံးစိုးရိမ်ပူပန်နေခဲ့ပါတယ်။သူအဲ့ဒီညမှာလူယဉ်ကျေးမှုတစ်ခုလုံးပျက်စီးသွားနိုင်တယ်လို့ပြောလိုက်တဲ့အချိန်မှာလူတွေကအမေရိကန်ဟာအီရန်ကိုနျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်တော့မယ်လို့ထင်ခဲ့ကြပါတယ်။အချိန်ကန့်သက်ချက်တွေချမှတ်ထားပြီးဖိအားတွေကအမြင့်ဆုံးကိုရောက်ရှိနေပါတယ်။ရေနံဈေးကွက်တွေလောက်ခတ်နေပြီး Hormuz ကမ်းရိုးတန်းအခြေအနေကလည်းအလွန်တင်းမာနေခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ထားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာခဲ့ပါတယ်။ Trump ကအပြစ်ခတ်ရက်စဲမှုကိုကြေညာခဲ့ပြီးအမေရိကန်နဲ့အီရန်တို့က ceasefire တစ်ခုကိုသဘောတူခဲ့ကြပါတယ်။အပေါ်ယံကြည့်ရင်တော့ဒါဟာငြိမ်းချမ်းရေးတစ်ခုလို့ပဲထင်ရပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အခြေအနေကရှုပ်ထွေးနေပါတယ်။ Trump အတွက်ဒီ ceasefire ဟာစစ်ပွဲတွေကနေထွက်သွားဖို့လမ်းတစ်ခုလိုဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့သူစက်တိုက်ရင်စစ်ပွဲကအရန်ကိုကြီးထွားနိုင်ပြီးနောက်ပြန်ဆုတ်လိုက်ရင်လည်းသူ့အတွက်နိုင်ငံရေးအရာအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။အခြားဘက်မှာတော့အီရန်ကလည်းသူတို့ရဲ့အနေအထားကိုတင်းတင်းကြပ်ကြပ်ထားပါတယ်။ Hormuz ကမ်းရိုးတန်းကိုထိန်းချုပ်ထားပြီးဆွေးနွေးမှုတွေထဲမှာစစ်ပွဲရော်ကြီးအမေရိကန်တပ်များပြန်ထွက်ခွာရေးလိုမျိုးခက်ခဲတဲ့တောင်းဆိုချက်တွေထည့်ထားပါတယ်။ဒါအပြင်စီးပွားရေးဒဏ်ခတ်မှုတွေကိုဖယ်ရှားပေးဖို့လည်းအတိမပြုသေးပါဘူး။အဓိကအချက်ကတော့ ceasefire ရှိနေပေမဲ့ပြိုင်ဆိုင်မှုတွေကတော့မပြီးနိုင်သေးပါဘူး။အမေရိကန်အတွင်းမှာလည်း Trump ကိုဝေဖန်မှုတွေပိုများလာနေပါတယ်။တချို့လူတွေက impeachment လုပ်ဖို့တောင်းဆိုနေကြပြီးတော့တချို့တွေကတော့25ကြိမ်မြောက်ပြောင်းလဲရေးအစီအစဉ်တွေအသုံးပြုဖို့တောင်ပြောဆိုနေကြပါတယ်။ဒီမိုကရေစီနိုင်ငံမှာသူ့လိုအလွန်ပြင်းထန်တဲ့ချိန်ချောက်မှုတွေပြုလုပ်တာကသမ္မတတယောက်အတွက်အန္တရာယ်ရှိနိုင်တယ်လို့ယူဆကြပါတယ်။နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီစစ်ပွဲကမပြီးသေးပါဘူး။ခဏရပ်နားထားတာသာဖြစ်ပါတယ်။တခါတလေမှာစစ်ပွဲကိုရပ်ထားခြင်းကအနိုင်ရခြင်းထက်ပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ဒေါ်နယ်ထရမ့်ရဲ့နောက်ဆုံးပြောဆိုမှုတွေကြောင့်ကမ္ဘာကြီးတစ်ခုလုံးစိုးရိမ်ပူပန်နေခဲ့ပါတယ်သူအဲ့ဒီညမှာလူယဉ်ကျေးမှုတစ်ခုလုံးပျက်စီးသွားနိုင်တယ်လို့ပြောလိုက်တဲ့အချိန်မှာလူတွေကအမေရိကန်ဟာအီရန်ကိုနျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်တော့မယ်လို့ထင်ခဲ့ကြပါတယ်အချိန်ကန့်သက်ချက်တွေချမှတ်ထားပြီးဖိအားတွေကအမြင့်ဆုံးကိုရောက်ရှိနေပါတယ်။ရေနံဈေးကွက်တွေလောက်ခတ်နေပြီး Hormuz ကမ်းရိုးတန်းအခြေအနေကလည်းအလွန်တင်းမာနေခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ထားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာခဲ့ပါတယ်။ Trump ကအပြစ်ခတ်ရက်စဲမှုကိုကြေညာခဲ့ပြီးအမေရိကန်နဲ့အီရန်တို့က ceasefire တစ်ခုကိုသဘောတူခဲ့ကြပါတယ်။အပေါ်ယံကြည့်ရင်တော့ဒါဟာငြိမ်းချမ်းရေးတစ်ခုလို့ပဲထင်ရပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အခြေအနေကရှုပ်ထွေးနေပါတယ်။ Trump အတွက်ဒီ ceasefire ဟာစစ်ပွဲတွေကနေထွက်သွားဖို့လမ်းတစ်ခုလိုဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့သူစက်တိုက်ရင်စစ်ပွဲကအရန်ကိုကြီးထွားနိုင်ပြီးနောက်ပြန်ဆုတ်လိုက်ရင်လည်းသူ့အတွက်နိုင်ငံရေးအရာအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။အခြားဘက်မှာတော့အီရန်ကလည်းသူတို့ရဲ့အနေအထားကိုတင်းတင်းကြပ်ကြပ်ထားပါတယ်။ Hormuz ကမ်းရိုးတန်းကိုထိန်းချုပ်ထားပြီးဆွေးနွေးမှုတွေထဲမှာစစ်ပွဲရော်ကြီးအမေရိကန်တပ်များပြန်ထွက်ခွာရေးလိုမျိုးခက်ခဲတဲ့တောင်းဆိုချက်တွေထည့်ထားပါတယ်။ဒါအပြင်စီးပွားရေးဒဏ်ခတ်မှုတွေကိုဖယ်ရှားပေးဖို့လည်းအတိမပြုသေးပါဘူး။အဓိကအချက်ကတော့ ceasefire ရှိနေပေမဲ့ပြိုင်ဆိုင်မှုတွေကတော့မပြီးနိုင်သေးပါဘူး။အမေရိကန်အတွင်းမှာလည်း Trump ကိုဝေဖန်မှုတွေပိုများလာနေပါတယ်။တချို့လူတွေက impeachment လုပ်ဖို့တောင်းဆိုနေကြပြီးတော့တချို့တွေကတော့25ကြိမ်မြောက်ပြောင်းလဲရေးအစီအစဉ်တွေအသုံးပြုဖို့တောင်ပြောဆိုနေကြပါတယ်။ဒီမိုကရေစီနိုင်ငံမှာသူ့လိုအလွန်ပြင်းထန်တဲ့ချိန်ချောက်မှုတွေပြုလုပ်တာကသမ္မတတယောက်အတွက်အန္တရာယ်ရှိနိုင်တယ်လို့ယူဆကြပါတယ်။နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီစစ်ပွဲကမပြီးသေးပါဘူး။ခဏရပ်နားထားတာသာဖြစ်ပါတယ်။တခါတလေမှာစစ်ပွဲကိုရပ်ထားခြင်းကအနိုင်ရခြင်းထက်ပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်